ဒီဇလန်ကတော့ Sky လို့ခေါ်တဲ့ထူးချွန်တဲ့စားပုံမှုတစ်ယောက်နဲ့စတင်ပါတယ်။သူ့ရဲ့ချက်ပြုတ်လက်ရာတွေကအရန်ကောင်းလို့ဝေးလံတဲ့နေရာတွေကနေတောင်လူတွေကလာရောက်မီးစမ်းကြပါတယ်။သူ့ရဲ့ဆိုင်လေးရှိမှလူတွေတန်းစီစောင့်ဆိုင်နေကြပြီးသူ့ရဲ့နာမည်ကလည်းပြန့်နှံ့နေတာကြောင့်မီဒီယာတွေကလည်းသူ့ရဲ့ချက်ပြုတ်မှုလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့မကြာခဏရောက်လာကြပါတယ်။ Sky ကတော့ရှေးရိုးစင်လာနီလန်းတွေနဲ့ချက်ပြုတ်သူဖြစ်ပြီးသူ့ရဲ့လက်ရာတွေကလူတွေကိုအံ့အားသင့်စေပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုနောက်ွယ်မှာတော့ငယ်ဘဝရဲ့နာကျင်စရာအမတ်တရားတွေရှိနေပါတယ်။ Sky ငယ်ကသူ့ရဲ့ဖခင်ဖြစ်သူ Mr. ကိုကလည်းစားပုံမှုတစ်ယောက်ပါ။အဖေဖြစ်သူက Sky ကိုအရန်တင်းကျပ်ပြီးအမြဲလိုစူပူချိန်မောင်းလေးရှိပါတယ်။တနေ့မှာတော့ Mr. ကိုကသူ့ရဲ့အိမ်မက်တွေကိုလိုက်ရှာဖို့အတွက် Sky ကိုထားခဲ့ပြီးတခါမှပြန်မလာတော့ပါဘူး။အဲ့ဒီအဖြစ်အပျက်က Sky ရဲ့ရင်ထဲမှာအနာတရကြီးတစ်ခုဖြစ်စေခဲ့ပြီးကမ္ဘာအကောင်းဆုံးစားဖို့မှုဖြစ်ရမယ်ဆိုတဲ့ပန်းတိုင်ကိုချမှတ်လိုက်ပါတယ်။နှစ်တွေကြာလာတဲ့အခါ Mr. ကိုဟာတရုတ်နိုင်ငံမှာနာမည်ကြီးစားဖို့မှုတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့သူက Sky ကိုသူ့သားလို့တခါမှအတိမတ်မပြုခဲ့ပါဘူး။အဲ့ဒီအချက်က Sky ကိုပိုပြီးဒေါသထွက်စေပါတယ်။တနေ့မှာတော့ပေါ်လို့ခေါ်တဲ့ရုပ်ရည်ချောမောပြီးနာမည်ကြီးတဲ့စားဖို့မှုတစ်ယောက်ပေါ်လာပါတယ်။သူကနာမည်ကြီးတွေနဲ့ဘရင်မိသားစုတွေအတွက်ပဲချက်ပြုတ်ပေးသူပါ။ပေါ်ကတရုတ်နိုင်ငံမှာသူ့ရဲ့ကိုယ်ပိုင်ဆိုင်ကိုဖွင့်ဖို့ပြန်လာတဲ့အခါ Sky ရဲ့ဆိုင်နဲ့မျက်နှာချင်းဆိုင်မှာဖြစ်နေပါတယ်။သူတို့နှစ်ယောက်ကြားမှာပြိုင်ဆိုင်မှုတွေဖြစ်လာပြီးနောက်ဆုံးမှာတော့ဓားကင်နီးပြိုင်ပွဲတစ်ခုဖြစ်လာပါတယ်။ပြိုင်ပွဲမှာ Sky ရဲ့ရှီယိုနီလန်းတွေကလူတွေကိုအထင်ကြီးစေပါတယ်။ဒါပေမဲ့ပေါ်ကတော့ခင်မီနီးပညာတွေကိုပဲအားကိုးသူပါ။တနေ့မှာတော့ပေါ်ရဲ့ရီစားဖြစ်သူမေယိုက Sky ကိုသူတို့ဆိုင်မှာညစာစားဖို့ဖိတ်ခေါ်ပါတယ်။ Sky တယောက်ပေါ်ရဲ့ဆိုင်ကိုရောက်တဲ့အခါအစိမ့်မြင့်ဟင်းလျာတွေကိုမီးစမ်းကြည့်ပြီးတဲ့နောက်သူတို့နှစ်ယောက်အခြားမှာအတန်တိတ်စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ Sky ကသူ့ရဲ့စိတ်ပါဝင်စားမှုနဲ့ချက်ပြုတ်နေချိန်မှာပေါ်ကတော့ခင်မီနီးပညာတွေနဲ့ညံဆန်စွာချက်ပြုတ်ပြီး Sky ကိုစိန်ခေါ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ Sky ကဆိုင်ကနေထွက်ခွာသွားပြီမြဲပေါ်ကတော့ Sky ရဲ့လက်ရာကိုမီးစမ်းကြည့်ပြီးမှသူ့ရဲ့အရေးချင်းကိုအတိမတ်ပြုတဲ့အနေနဲ့ပြုံးလိုက်ပါတော့တယ်။လမ်းတစ်ဖက်မှာတော့ Sky တယောက်ထဲသူ့စားတောက်ဆိုင်လေးထဲမှာထိုင်နေပါတယ်။အဖေဖြစ်သူရဲ့ကြမ်းတမ်းတဲ့အတန်တွေကသူ့နားထဲမှာပဲ့တင်ထက်လာပြီးစပွဲပေါ်မှာတင်ထားတဲ့သူ့လက်တွေကတုံရင်နေပါတယ်။မင်းကဘယ်တော့မှထူးချွန်တဲ့စားဖို့မှုဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့စကားလုံးတွေကသူ့ရင်ကိုထိုးဆိုင်သွားတယ်လို့ပါပဲ။တခြားတနေရာမှာတော့ Sky ကိုစွန့်ပစ်ခဲ့ပြီးနောက်ပိုင်းပြုစုပြောထောင်ပေးခဲ့တဲ့မိတ်ဆွေဟောင်းဟောင်းစီကို Sky ရဲ့အဖေလာရောက်လဲပတ်ပါတယ်။ဟောင်းကလည်းစားဖို့မှုတစ်ယောက်ဖြစ်ပြီး Sky ကိုကိုပိုင်သားအရင်လို့ချစ်ခင်ကျင်နာသူပါ။ Mr. ကိုက Sky နဲ့တွေ့ကျင်တယ်လို့ပြောတဲ့အခါဟောင်းကချက်ချင်းပဲ Sky ကိုဖုံးဆက်ခေါ်လိုက်ပါတယ်။ Sky ရောက်လာပြီးသူ့အဖေကိုမြင်လိုက်ရတဲ့အခါနေရာမှာရပ်တန့်သွားပါတယ်။နှစ်တွေကြာသွားပေမဲ့ရင်ထဲကနာကျင်မှုတွေကတော့ပျောက်ကွယ်မသွားပါဘူး။ Mr. ကိုကစကားပြောဖို့စ조사ပေမဲ့ Sky ကဖြတ်ပြောလိုက်ပါတယ်။ကျွန်တော်ကခမားသားမဟုတ်ဘူးလို့သူအေးဆေးပဲပြောလိုက်ပါတယ်။အင်တာဗျူးတုန်းကပြောခဲ့တဲ့စကားတွေကဒါပဲမဟုတ်လား။ Mr. ကိုကသူ့လက်ကိုပိုက်ပြီးဂုံယူဝင်ကြားစွာပြောလိုက်ပါငါ့ကိုကြည့်စမ်းငါကအောင်မြင်တဲ့လူတစ်ယောက်ကမ္ဘာအကောင်းဆုံးစားဖို့မှုစုကိုနှစ်ကြိမ်တောင်ရထားတာမင်းကတော့လမ်းဟောင်းလေးတစ်ခုကစားတောက်ဆိုင်လေးမှာချက်ပြုတ်နေတဲ့သူပဲငါဘေးမှာရက်တီးခြင်းအရင်ဆုံးမင်းအည်ချင်းကိုတတ်သိပြစမ်းပါ Sky ကဒေါသကြောင့်အသက်ရှူတာနေပြင်းသွားပါတယ်ကျွန်တော်တတ်သိပြပါမယ်ဒါပေမဲ့အောင်မြင်မှုဆိုတာရက်စက်မှုနဲ့တိဆောက်တာမဟုတ်ဘူးဆိုတာမှတ်ထားပါအောင်မြင်နေဆိုတာမောက်မှာဖို့မဟုတ်ပါဘူးလမ်းကြားလေးတွေကဒီစားဖို့မူလေးဟာကမ္ဘာအကောင်းဆုံးဖြစ်လာမှာပါဒါပေမဲ့မောက်မာမှုတော့ရှိမှာမဟုတ်ဘူးလို့ပြောပြီးထွက်သွားလိုက်ပါတယ်မကြခင်မှာပဲကြီးကျယ်ခမ်းနားတဲ့ဟင်းချက်ပြိုင်ပွဲစတင်ပါတော့တယ်ကမ္ဘာတဝင်းကဒိုင်လူကြီးတွေကလည်းစားဖို့မှုတွေကိုအကဲဖြတ်ဖို့အသင့်ဖြစ်နေပါပြီ Sky ရဲ့တငယ်ကြီးတွေကလည်းပြိတ္တနေရာမှာအားပေးနေကြပါတယ်ပြိုင်ပွဲစတင်တာနဲ့ Sky ကရှေ့ကိုထွက်လာပြီးကြက်တကောင်လုံးကိုအရေးခွန်မခွာပဲအသားတွေကိုခွဲထုတ်ပြတဲ့ရှေးဟောင်းနည်းပညာကိုပြသလိုက်ပါတယ်ပရိသတ်တွေအံ့အားသင့်သွားပြီးဒိုင်လူကြီးတွေတောင်သူ့ရဲ့တိကျမှုကိုသဘောကျပြီးရှေ့ကိုကိုင်းညွတ်ကြည့်နေကြပါတယ် Sky ကတော့သူ့ရဲ့ရိုးရာနီးစနစ်အတိုင်းဆက်ချက်ပြုတ်နေပါတယ် Paul ကတော့ခင်မီနီးပညာတွေနဲ့စက်တွေကိုသုံးပြီးမြန်ဆန်ပဲပြီးစီးသွားပါတယ်သူကအချိန်တိုအတွင်းမှာပဲအချိုပွဲကောင်းကောင်းလေးတစ်ပွဲကိုဖန်တီးပြလိုက်ပါတယ် Sky ကတော့သူရတဲ့အချိန်အတိုင်းအတာအထိအပြည့်အဝသုံးပြီးသူ့ဟင်းလျာမှာခံစားချက်တွေတမိုင်းကြောင်းတွေနဲ့နက်နဲမှုကိုထည့်သွင်းလိုက်ပါတယ်ဒိုင်လူကြီးတွေမီးစမ်းကြည့်တဲ့အခါအံ့အားသင့်သွားကြပါတယ်အရသာကတန်းတူကောင်းမွန်နေလို့ပါအမတ်တွေကလည်းတူနေပေမဲ့တယောက်ပဲအနိုင်ရမှာမို့ဒိုင်တယောက်ကထွက်လာပြီးဟင်းချက်တာကအမှုပညာဖြစ်ပြီးအမှုပညာဆိုတာအချိန်ကိုလေးစားရမယ်ပေါ်ကအချိန်မတိုင်ခင်ပြီးသွားပေမဲ့ Sky ကမပြီးသေးတဲ့အတွက်ပေါ်ကိုအနိုင်ပေးလိုက်ပါတယ်ပွဲခမ်းမထဲမှာလက်ခုပ်တံတွေစူညံသွားပေမဲ့ Sky ကတော့တိတ်ဆိတ်စွာရပ်နေပါတယ်သူ့ရင်ထဲမှာတော့အလွတ်ကြီးဖြစ်နေတယ်လို့ပါပဲအိမ်မှာတော့ Mr. ဟောင်းတယောက်စိတ်မကောင်းစွာနဲ့ကြည်နေပါတယ် Sky လည်းရက်အတော်ကြာပျောက်ကွယ်သွားပြီးစိုင်ကိုပစ်ထားကဂိမ်းတွေပဲထိုင်ဆော်ရင်းအရှုံးထဲမှာနစ်မုန်းနေပါတယ်တနေ့မှာတော့ Mr. ဟောင်းကသူ့အခန်းထဲဝင်လာပြီးဘ
ဘေးမှာထိုင်က game controller ကိုကင်လိုက်ပါတယ်။သူတို့နှစ်ယောက် game ဆော့ကြပြီး Sky ကအနိုင်ရသွားပါတယ်။ Mr. Hong ကပြုံးပြီးပြောလိုက်ပါတယ်။နိုင်နာရှုံးတာကဖြစ်တတ်တဲ့အရာပါ။ရှုံးသွားတာကနောက်တစ်ခါထပ်မနိုင်တော့ဘူးလို့ဆိုလိုတာမဟုတ်ဘူး။နောက်တစ်ပွဲအတွက်ပြင်ဆင်ထားလိုက်ပါ။မင်းရှိမှရှောက်ရမယ့်လမ်းတွေအများကြီးရှိပါသေးတယ်တဲ့။အဲ့ဒီကြမှာပဲအမှန်တရားကိုသိလိုက်ရပါတယ်။ Mr. Hong က Sky ရဲ့ဆိုင်ပိုင်ရှင်အစ်စ်ဖြစ်ပြီးသူကပဲ Sky ကိုအိမ်ပေးနေရပေးပြီးလမ်းဘေးကနေဘဝရှိမှန်းချက်ရှိတဲ့သူဖြစ်လာအောင်ပြုစုပေးခဲ့တာပါ။သူက Sky နဲ့တငယ်ချင်းတွေကိုအယမ်းချစ်တာမို့အိမ်တောင်မပြုတ်ပဲသူ့ဘဝတစ်လျှောက်လုံးသူတို့အတွက်ပဲမြုပ်နှံထားခဲ့တာပါ။တစ်ဖက်မှာတော့ပေါ်ကသူ့အသင်းနဲ့တူအောင်ပွဲခံနေပါတယ်။ရေမောတန်တွေနဲ့ပျော်ရွှင်နေပေမဲ့ပေါ်ရဲ့လှုပ်ဖော်ကင်ဘက်ကသူ့ကိုခေါ်ထုတ်သွားပြီးတုံလုံးဆရာစကားပြောလိုက်ပါတယ်။နောက်တစ်ဆင့်မှာတော့အသင်းတစ်သင်းကိုစားဖို့မှု2ယောက်စီပါရမယ်။မေယိုကအဓိကစားဖို့မှုဖြစ်ပြီးမင်းကသူ့လက်ထောက်ပဲ။သူကလှပတဲ့အတွက်လူစိတ်ဝင်စားမှုပိုရမယ်လို့ပြောလိုက်ပါတယ်။ဒီစကားကပေါ်ကိုထိခိုက်သွားစေပါတယ်။မေယိုကိုမယုံကြည်နိုင်စွာနဲ့သူကြည့်လိုက်ပါတယ်။သူကလက်ထောက်တက်ပါသူ့မှာပြိုင်ပွဲအတွက်လိုအပ်တဲ့စီကန်းနဲ့နီးစနစ်တွေမရှိဘူးလို့ပေါ်ကပြောပေမဲ့မာယိုကတော့ဟင်းရီပကံနှလုံးကိုသူ့ရှေ့ချပေးလိုက်ပါတယ်။သူ့မျက်နှာကအီးစက်နေပြီးဘာမှဖတ်လို့မရပါဘူး။မီးကြည့်ပါဘယ်ပကံကစားပုံများလဲပြောပြပါလို့အီးစီပဲပြောပါတယ်။ပေါ်ကဇွန်းကိုကင်ပြီးမီးကြည့်လိုက်တဲ့အခါနေရာမှာတင်ရပ်တန့်သွားပါတယ်။သူ့မျက်နှာကဖြူလျော့သွားပြီးမာယိုကသူ့ကိုစူးစူးရဲရဲကြည့်နေပါတယ်။မင်းမသိနိုင်ဘူးလား။မင်းကစားပုံမူကောင်းတယောက်ဖြစ်ပြီးမြဲအရသာခံနိုင်စွမ်းမရှိဘူး။အရသာမခံနိုင်ရင်ဒီပြိုင်ပွဲမှာဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါသူကပေါ်ရဲ့အဖိုးတန်ဟင်းချက်နီးစာအုပ်ကိုယူပြီးလှန်ကြည့်လိုက်ပါတယ်ဒီစာအုပ်ရှိရင်ဘသူမဆိုမင်းချက်တယ်လို့ချက်နိုင်တယ်မင်းကအစားထိုးလို့ရတဲ့သူမင်းကိုမလိုတော့ဘူးလို့ပြောလိုက်ပါသူ့လောက်ဖော်ကိုင်ဘက်ကလည်းရေမောပြီးမင်းမချစ်သူလည်းမရှိတော့ဘူးသူကငါ့ကိုချစ်တာလို့ထပ်ပြောလိုက်ပါတယ်မင်းယိုကဘာအပြစ်မှမရှိသလိုပဲပေါ်ကိုကြည့်ပြီးပြောလိုက်ပါတယ်မင်းကိုချစ်လို့တွဲခဲ့တာလို့တကယ်ထင်နေတာလားငါကနိုင်ငံတကာပြိုင်ပွဲမှာပါဝင်ချင်နေတာကြာပြီအခုမှအခွင့်အရေးရတာလို့ပြောလိုက်ပါတယ်ဒီတစ္ဆာဖောက်မှုကပေါ်ကိုမုံတိုင်းတစ်ခုလိုရိုက်ခတ်သွားပါတယ်သူ့လက်တွေတုံရင်ပြီးရင်တွေပူလောင်နေပါတယ်သူဘာမှမပြောနိုင်အသက်မရှူနိုင်ပဲအပြင်ကိုထွက်သွားပြီးလမ်းဘေးမှာထိုင်ကအရက်တွေတောက်နေစကိုင်းကလမ်းမှာသူ့ကိုတွေ့တော့လာထိုင်ပါတယ်ပြိုင်ပွဲကိုလာမလားဒါမှမဟုတ်ဒီမှာပဲထိုင်တောက်နေတော့မလားလို့မေးလိုက်ပါပေါ်ကတော့အကုန်လုံးပွင့်အံလိုက်ပါတယ်နာဘာအရသာမှမခံစားနိုင်တော့ဘူးအတိုင်းတာတွေနဲ့မှတ်ညံတွေနဲ့ပဲချက်နေတာတကယ်တမ်းကျတော့ငါဟင်းရဲ့အရသာကိုငါမသိဘူးလို့ဝန်ခံလိုက်ပါတယ်သူကမစ္စတာကိုရဲ့ပိုစတာကိုမော့ကြည့်ပြီးဒီလူကငါရဲ့စိတ်ကူးရင်တူပါတနည်းကြရင်သူလိုစားပုံမူကြီးဖြစ်ချင်ခဲ့တာလို့ပြောလိုက်ပါတယ်စကိုင်းကအသက်ပြင်းပြင်းရှူပြီးသူ့ရဲ့အမှန်တရားကိုပထမဆုံးအကြိမ်ထုတ်ပြောလိုက်ပါတယ်အဲ့ဒီလူကငါအဖေပါလို့အေးဆေးပဲပြောလိုက်ပါတယ်ဖောကမယုံပေမဲ့စကိုင်းကအစအဆုံးအကြောင်းစုံပြောပြတဲ့အခါမှာတော့အမှန်တရားရဲ့လေးလံမှုကိုခန်းစားလိုက်ရပါတယ်သူကတကူကောင်းဆန်တယ်ခလေးတယောက်ကိုစွန့်ပစ်ပြီးဂုံပုတ်တွေတိဆောက်ထားတာငါသူ့ကိုအနိုင်ယူခြင်းတယ်လမ်းဘေးစားပုံမူတယောက်ကအဲ့ဒီလိုနာမည်ကြီးတဲ့ပို့တာတယ်ဆိုတာတက်တည်ပြချင်တယ်လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်လုံးပလင်းတစ်လုံးကိုပိုစတာပေါ်ပစ်ပေါက်လိုက်ပြီးပောက်ခွဲသွားတဲ့အခါပထမဆုံးအကြိမ်အဖြစ်ရေမောနိုင်ခဲ့ပါတယ်နာကျင်မှုတွေချားမှာနှစ်သိမ့်မှုရှာတွေ့တဲ့တငယ်ချင်းနှစ်ယောက်ဖြစ်သွားပါတော့တယ်နောက်ပိုင်းမှာတော့ပေါ်ရဲ့လှုပ်ဖော်ကင်ဖက်ဟောင်းတွေကစကားရဲ့ဆိုင်ကိုရောက်လာကြပါတယ်သူတို့ကဆိုင်ကိုဝယ်လိုက်ပြီးဖြိုဖျက်တော့မှမို့ချက်ချင်းထွက်သွားဖို့မစ္စတာဟောင်းကိုပြောလိုက်ပါတယ်အားလုံးဒေါသထွက်နေကြပေမဲ့စကိုင်းနဲ့ဘောကအချိန်ကိုက်ရောက်လာပါတယ်ဘောကသူ့လှုပ်ဖော်ကင်ဖက်စီကိုတည်ငြိမ်တဲ့ဒေါသနဲ့ရှောက်သွားလိုက်ပါတယ်နောက်တစ်ဆင့်မှာငါလက်တွေဖို့ကစကိုင်းဖြစ်မယ်မေယိုမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူကမင်းမလုပ်ရင်မင်းရဲ့အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးပြစ်မယ်လို့ချင်းချောက်တဲ့အခါပေါကသူ့လက်သီးနဲ့နှာခေါင်းကိုထိုးလိုက်ပါတယ်သွေးတွေစီးကျလာပြီးပတ်ဝန်းကျင်ကလူတွေအားပေးကြပါတယ်စားဖို့မူ2ယောက်စီးလုံးသွားပါပြီနောက်နေ့မှာတော့ပြင်ဆင်မှုတွေစတင်ပါတော့တယ်စကိုင်းနဲ့ပေါတို့ဟာစစ်မှန်တဲ့အတင်းသားတွေလိုအတူတူချက်ပြုတ်ကြပါတယ်စကိုင်းကပေါကိုရှေးဟောင်းဓာတ်ခိုင်နည်းတွေအစားအစာရဲ့အသွင်ပြင်ကိုခံစားနည်းတွေကိုယ့်လက်ကိုယုံကြည်နည်းတွေကိုသင်ပေးပါတယ်ပေါကတော့စကိုင်းကိုခင်မီနည်းပညာတွေကရိယာအသစ်တွေနဲ့တင်ဆက်ပုံအသစ်တွေကိုသင်ပေးပါတယ်မစ္စတာဟုံးကလည်းဖခင်တယောက်လိုအားပေးနေပါတယ်မကြခင်မှာပဲနိုင်ငံတကာဟင်းချက်ပြိုင်ပွဲစတင်ပါတော့တယ်ကဘာတဝင်းကနမေကြီးစားပုံမှုတွေစုဝေးရောက်ရှိနေပါတယ်ပထမအဆင့်စတင်တာနဲ့ဟင်းခတ်အမွှေးကြိုင်တွေစီတန်းတွေဟင်းရီအိုးတွေရဲ့အငွေ့တွေနဲ့ပြည့်နှက်သွားပါတယ်မေယိုလည်းရှိနေပြီးပြင်းပြတဲ့ဆန္ဒနဲ့ချက်ပြုတ်နေပါတယ်ဟင်းလျာတွေပြီးစီးသွားတဲ့အခါစကိုင်းနဲ့ပေါတို့နောက်ဆုံးအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်ဒိုင်လူကြီးတွေကသူတို့ရဲ့ဟင်းကိုအံ့အားသင့်ပြီးကဘာပေါ်မှာလူနှဲဆိုတာချက်နိုင်တယ်ထူးခြားတဲ့ဟင်းလျာတွေလို့ချီးကျူးလိုက်ပါတယ်
အဲ့ဒီညမှာပဲသူတို့နှစ်ယောက်ဟာနောက်တစ်ဆင့်အတွက်မဟာဗျူဟာတွေကိုတိုင်ပင်နေကြပါတယ်ဒါပေမဲ့စီမင်းအရာတစ်ယောက်ပဲမစ္စတာကိုကိုရင်ဆိုင်ဖို့တက်ရောက်ခွင့်ရှိတာမို့စကိုင်းကပေါ်ရဲ့ပခုံးပေါ်လက်တင်လိုက်ပြီးသူတို့အချင်းချင်းယုံကြည်ကြောင်းပေါ်သာလင်သူ့ကိုအနိုင်ယူနိုင်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့ပေါ်ကခေါင်းခါပြီးစကိုင်းကိုပဲတွားဖို့တိုက်တွန်းပါတယ်လမ်းဘေးစားတော့ဆိုင်က chef တစ်ယောက်ဟာအကောင်းဆုံးဖြစ်လာနိုင်တယ်ဆိုတာကိုစကိုင်းကပဲတတ်သိပြဖို့လိုအပ်တယ်လို့သူကဆိုပါတယ်ပေါ်ရဲ့စကားတွေကစကိုင်းကိုခွန်အားဖြစ်စေပြီးစကိုင်းလည်းသဘောတူလိုက်ပါတယ်နောက်ဆုံးနေ့ရောက်တဲ့အခါစကိုင်းဟာသူ့အဖေရှေ့မှာရပ်နေပါတယ်သူတို့ဟာတနာရီအတွင်းကြိုက်နေတဲ့ရာဟင်းလျာကိုချက်ပြုတ်နိုင်ပါတယ်မစ္စတာခိုကတော့အေးဆေးတည်ငြိမ်စွာနဲ့ချက်ပြုတ်ဖို့စတင်လိုက်ပါတယ်စကိုင်းကတော့ခဏတာညင်တက်နေပြီးသူ့ရဲ့ပါဝင်ပစ္စည်းတွေကိုကြည့်နေပါတယ်အဖေဆုံးခွာသွားချိန်မှာခလေးတွေကသူ့ကိုလှောင်ပြောင်ခဲ့တာတွေအထီးကျန်ဆန်မှုစားလောင်မှုငိုရင်းနဲ့ပဲအိပ်ပျော်ခဲ့ရတဲ့ညတွေသူ့ကိုအမြဲကူညီခဲ့တဲ့တငယ်ချင်းတွေကိုသူပြန်မြင်ရောက်နေမိပါတယ်အဲ့ဒီချိန်မှာမစ္စတာကိုကစကိုင်းမျက်နှာကိုရေအေးတွေနဲ့ပတ်လိုက်ပြီးအိမ်မက်မက်နေတာရပ်ဖို့တကယ်ချက်ပြုတ်ပြဖို့ပြောလိုက်ပါတယ်စကိုင်းလည်းအသက်ပြင်းပြင်းရှူပြီးစိတ်ကိုစုစည်းကချက်ပြုတ်ဖို့စတင်လိုက်ပါတယ်သူဟာပတ်ဝန်းကျင်ကစူညံတန်တွေလူအုပ်ကြီးနဲ့အဖေရဲ့တီရှိမှုကိုပါမေ့လျော့ပြီးသူ့ဟင်းလျာပေါ်မှာပဲအပြည့်အဝအာရုံစိုက်ထားပါတယ်သူ့ရဲ့လှုပ်ရှားမှုတိုင်းကတည်ငြိမ်ပြီးတိကျသေးချာနေပါတယ်တစ်ဖက်မှာလည်းမစ္စတာကိုဟာသူ့ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံတွေနဲ့အတူအမှုပညာလက်ရာမြောက်တဲ့အချိုးပွဲကိုချက်ပြုတ်နေပါတယ်တနာရီပြည့်တဲ့အခါသူချက်ပြုတ်ပြီးသွားပြီးပကန်းပြားပေါ်မှာလှပစွာတင်ဆက်ထားတာကိုထိုင်လူကြီးတွေကမြည်ဆန့်ဖို့စောင့်မျှော်နေကြပါတယ်စကိုင်းလည်းချက်ပြုတ်ပြီးသွားပေမဲ့ထိုင်လူကြီးတွေစီမသွားပဲသူ့အဖေစီကိုပဲလှမ်းသွားပါတယ်သူ့လက်ထဲမှာတော့ငယ်စဉ်ကသူအချိန်ချင်းချက်မရခဲ့တဲ့ခောက်ဆွဲပကံလုံးလေးကိုကင်ထားပါတယ်အရင်တုန်းကအဖေရဲ့အခြေခံခောက်ဆွဲတော်ဝချက်တိုက်ရင်ငါသားလို့မခေါ်နဲ့ဆိုတဲ့စကားတန်တွေဟာစကိုင်းရဲ့နှလုံးသားမှာအနက်ရှိုင်းဆုံးအနာတရားဖြစ်ခဲ့ရပြီးဒီနေ့မှာတော့အဲ့ဒီအနာကိုကုစားဖို့သူရက်တည်နေတာပါစကိုင်းဟာဘာမှမပြောဘဲခောက်ဆွဲပကံကိုအဖေရှိချပြီးခေါင်းညွတ်ကထွက်သွားပါတယ်မစ္စတာကိုကခောက်ဆွဲကိုမီးဆန်းကြည့်လိုက်တဲ့အခါတုံ့လှုပ်သွားပါတယ်အဲ့ဒီခောက်ဆွဲဟာငယ်ဘဝရဲ့အရာသာလွှမ်းဆွမှုနာကျင်မှုနဲ့ဖော်မပြနိုင်တဲ့မေတ္တာတရားတွေပြည့်နှက်နေပါတယ်မစ္စတာကိုကသူ့ဘဝမှာဒီလိုခောက်ဆွဲမျိုးတစ်ခါမှမစားဘူးလို့တုံရည်တဲ့အတန်နဲ့ပြောပါတယ်စကိုင်းလည်းပြုံးပြလိုက်ပါတယ်သူဟာပြိုင်ပွဲမှာနိုင်ဖို့လာတာမဟုတ်ပဲသူ့ကိုစွန့်ခွာသွားတဲ့အဖေနဲ့သူ့ကိုယ်သူတက်တည်ပြဖို့လာခဲ့တာပါသူဟာအခုဆိုရင်ကမ္ဘာအဆင့်မီ chef တယောက်ဖြစ်နေပါပြီစကိုင်းထွက်သွားတဲ့နောက်မှာမစ္စတာကိုဟာခောက်ဆွဲတွေကိုအញ្ញမ်းမရစားနေရင်သူမြုပ်နှံထားခဲ့တဲ့အတိတ်ကအမှတ်တရတွေကိုပြန်မြင်ရောင်ပြီးမျက်ရည်ကျလာပါတယ်ပရိသတ်တွေကတော့စကိုင်းဟာမစ္စတာကိုရဲ့သားဖြစ်ကြောင်းအခုအခါမှာနားလည်သွားကြပါပြီနောက်ပိုင်းမှာတော့စကိုင်းဟာသူ့ရဲ့ချစ်ရတဲ့စားတောက်ဆိုင်လေးမှာတငယ်ချင်းတွေနဲ့အတူပျော်ရွှင်စွာလုပ်ကင်နေပါတယ်ပေါ်လေသူတို့နဲ့အတူပူးပေါင်းလုပ်ကင်နေပြီးအေးချမ်းတဲ့ဘဝကိုရရှိသွားပါတယ်မစ္စတာဟုံးကလည်းသူတို့ဆိုင်ဟာ30နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်းအခုဆိုရင်ဒီဆိုင်နေရာကိုသူတို့ကိုယ်တိုင်ပိုင်ဆိုင်ခွင့်ရရှိသွားပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒါဟာပြိုင်ပွဲတစ်ခုရဲ့အောင်မြင်မှုမဟုတ်ဘဲလူမှုအတိုင်းဝိုင်းနဲ့ချစ်ချင်းမြတ်တာရဲ့အောင်ပွဲတစ်ခုပါတက်ကြီးရေကို့မှာအိမ်မက်တစ်ခုရှိရင်ဘယ်တော့မှလက်မလျှော့ပါနဲ့ဘဝကအခက်အခဲတွေအများကြီးပေးပါလိမ့်မယ်ဒါပေမဲ့အောင်မြင်နေတဲ့သူတိုင်းဟာတစ်ချိန်ကလက်လျှော့ချင်ခဲ့ပူးတဲ့သူတွေကြီးပါပဲသူတို့နဲ့မတူတာကသူတို့လက်မလျှော့ခဲ့တာပါပဲလဲကြရင်ပြန်ထပါရှုံးနေရင်သင်ယူပါဘယ်သူမှမယုံကြည်ရင်ကိုယုံကြည်ပါအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်